အားလုံးပဲမင်္ဂလာပါတက်ကလျာ channel နဲ့ပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ရဲ့ channel ကနေဘုသူရရစရာအစိမ့်ဝင်စရာကောင်းတဲ့အကြောင်းအရာမျိုးစုံကိုအမြဲတင်ဆက်နေတာဖြစ်ပါတယ်ဒီနေ့တော့စိတ်ပညာဆိုင်ရာခန္ဓာကိုတင်ဆက်ချင်ပါတယ်ခါလေးမှာလူတွေကတူညီတဲ့ဖြစ်ပျက်တစ်မျိုးတွေကိုမတူညီတဲ့မြင်နဲ့မြင်ကြတွေ့ဦးရမလားအရန်ခင်တဲ့တကယ်မိတ်ဆွေဖြစ်နေတာမှအမြင်မတူတာမျိုးရှိတတ်ကြပါတယ်ယောက်ျားလေးနဲ့မိန်းကလေးမတူတော့အမြင်မတူတာမျိုးရှိတတ်တယ်အသက်ကြီးရဲ့လူတက်ငယ်ရဲ့လူအမြင်မတူတာရှိတတ်ပါတယ်အဲ့လိုမျိုးပေါ့ခုဗီဒီယိုမှာတော့ဘာလို့အဲ့လိုအမြင်မတူတာရှိတတ်တာလဲဘယ်လိုက်တင်ဆောင်တဲ့အမြင်တွေဘယ်လိုဖြစ်ပေါ်လာလဲအဲ့ဒီမြင်တွေကကျွန်တော်တို့ရဲ့အတွေးမြင်နဲ့ဆုံးဖြတ်ချက်တွေကိုဘယ်လိုသက်ရောက်စေလဲဆိုတာကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ်personal bias ကိုမြန်မာလိုတော့အတွေးမြင်ဘက်လိုက်တင်ဆောင်မှုလို့ပြန်မှတ်တယ်personal bias ဆိုတာလူတူတယောက်စီရဲ့သူတို့ဖြတ်တန်းလာတဲ့ဘဝအတွေ့အကြုံယုံကြည်မှုစိတ်ခံစားမှုစတဲ့မတူညီတဲ့ background မျိုးရှိရပါတော့အဲ့မတူညီတဲ့ background ကိုအကြောင်းပြုပြီးကိစ္စတစ်ခုပေါ်မှာကောင်းရင်ဆိုရင်မြင်တဲ့မြင်နဲ့ကွဲပြားသွားတာကိုဆိုလိုတာဖြစ်ပါတယ်အဲ့လိုအမြင်ဘက်လိုက်တင်ဆောင်မှုတွေဟာစိတ်ခံစားချက်ပေါ်အဓိကကြတာဖြစ်ပြီးလက်တွေ့သက်သေတွေသိပ္ပံနေကြတွေ့ရှိမှုတွေရှိပေမဲ့အမှန်တိုင်းမမြင်ပဲကိုယ်စိတ်ထဲရှိတဲ့အတိုင်းကိုမြင်တတ်တာမျိုးဖြစ်ပါတယ်ဥပမာအနေနဲ့မြင်သာအောင်ပြောရင်ငယ်ကခွေးခဏခဏကြိတ်ခံရမှုတဲ့သူတွေကနောက်ပိုင်းခွေးမြင်တာနဲ့ကြောက်တာတတိနဲ့နေတာမျိုးဖြစ်သွားတာမျိုးဆိုလိုတာဖြစ်ပါတယ် personal bias ပုံစံမျိုးရှိရပါတော့ပထမဆုံးပုံစံတော့ confirmation bias လို့ခေါ်ပါတယ် confirmation bias ဆိုတာကတော့ကျွန်တော်တို့ယုံကြည်ပြီးသားရာတွေနဲ့ကိုက်ညီတဲ့အကြောင်းအရာတွေကိုထပ်ပြီးရှာတယ်အဲ့ဒါတွေကိုပဲထပ်ပြီးလက်ခံတာမျိုးဆိုလိုတာဖြစ်ပါတယ်ဥပမာပေါ့နော်ကျွန်တော်ရုပ်ရှင်တစ်ခုကိုကိုကကြိုက်တယ်ဆိုတော့အရုပ်ရှင်ကောင်းတာတွေကိုပြောတဲ့လူတွေနဲ့ပဲစကားပြောတယ်အရုပ်ရှင်ကောင်းကြောင်းချီးမွမ်းတဲ့ဆောင်းပါးတွေကိုထပ်ပြီးဖတ်တယ်အရုပ်ရှင်မကောင်းတာထောက်ပြတဲ့ဆောင်းပါးတွေဝေဖန်တဲ့လူတွေဆိုလို့ရှိရင်ပြောတာကိုနားမထောင်တော့ပဲအဲ့ဒါတွေအမှားတွေပဲဆိုပြီးယူဆလိုက်တာမျိုးဖြစ်ပါတယ်လူမျိုးဘာလို့ဖြစ်ရလဲဆိုလို့ရှိရင်ရေဘိုးအနေနဲ့လူတွေကကိုမှန်တာမျိုးကိုပဲပို့ပြီးကြိုက်တယ်လို့ရှိလို့ဖြစ်ပါတယ်ဒါကြောင့်မလို့ကိုထင်တာမှားနေတာမျိုးမှန်နေတဲ့အရာတွေမှာလည်းချွန်ချက်ရှိတာမျိုးနှစ်ဖက်လုံးကမှန်နေတာမျိုးဒါမျိုးလည်းရှိတတ်ပေမဲ့အဲ့ဒါမျိုးရှုပ်တဲ့အတွက်မတွေးချင်လို့လည်းပါပါတယ်နောက်တစ်ခုကတော့ anchoring bias ဖြစ်ပါတယ် anchoring bias ကတော့ကိုယ်စစချင်းကြုံမှုတဲ့ချက်လက်ပေါ်မှာမိခိုးလွန်အကြည့်ရဖြစ်ပါတယ်ဥပမာ300တန်းတဲ့အိမ်တိန်ကိုပွဲစားနဲ့3000တန်းနဲ့လို့ရှင်ပြောလိုက်မယ်ပြီးတော့မှ300လောက်လို့ရှုပ်မယ်လို့ပြောရင်အဲ့လူတွေကပို့ပြီးဝယ်ချင်တယ်ပေါ့နော်300တန်းနဲ့လို့ပွဲစားစပြီးပြောလို့ရှိရင်300အောက်ကိုထပ်ပြီးစစ်ချင်ကြပါတယ်အိမ်တန်ကြီးက300အတူတူပဲဖြစ်ပေမဲ့3000လို့တည်ထားတယ်လို့အဲ့စီကိုတန်တယ်လို့ထင်ပြီးတော့300လို့တည်ထားတယ်လို့အများလို့ထင်မှာဖြစ်ပါတယ်နောက်ထပ်ဥပမာတစ်ခုကတော့လူတယောက်ကိုပထမဆုံးတွေ့တဲ့အချိန်မှာအဲ့လူကရက်တောက်ပြီးမူးနေတာတွေ့လိုက်မယ်ဆိုရင်အဲ့လူအမှုသမားလိုပဲဆွဲသွားတာမျိုးဖြစ်ပါတယ်နောက်ပိုင်းအရက်မတောက်တော့တာမျိုးဒါမှမဟုတ်80ရက်ပဲရက်တောက်တာမျိုးဖြစ်နိုင်မယ်အဲ့လိုအရက်သမားဆိုတဲ့အမြင်ကကိုယ်စီမှာဆွဲသွားတာမျိုးဖြစ်ပါတယ်နောက်တစ်ခုကတော့ in-group bias ဖြစ်ပါတယ် in-group bias ကတော့လူတွေက social network ဖြစ်တဲ့ကိုယ်နဲ့နှိစက်တဲ့လူရနဲ့လူပဲပေါင်းနေရှိပါတယ်။ဒါကြောင့်မို့ကိုယ်တငယ်ချင်းတို့အမျိုးတို့အတိတို့ကပြောတာပို့ပြီးနားရအောင်လားဘာသာတူလူမျိုးတို့ကပြောတာဆိုလို့ရှိရင်ပို့ပြီးယုံနေတာမှဖြစ်တတ်ပါတယ်။နောက်ထပ် personal bias တစ်မျိုးကတော့ self-serving bias ဖြစ်ပါတယ်။ self-serving bias ဆိုတာကတော့ကိုလို့တာအောင်မြင်ကိုစွမ်းစားကြောင်လို့ယူဆပြီးမအောင်မြင်တခြားအကြောင်းအရာတွေလွှဲချလက်ရှိရဲ့လို့တဘာဝဆိုလိုတာဖြစ်ပါတယ်။ဥပမာအလုံးလျှောက်လို့ရရင်တော့ကိုယ့်ရဲ့ချင်းကြောင်လို့ထင်သိရှိပြီးတော့အလောက်လျှောက်တော့မရရင်အင်တာဗျူးတဲ့လူကဘက်လိုက်လို့ထင်လဲရှိတာဖြစ်ပါတယ်။နောက်တစ်ချက်ကတော့ status quo bias ဖြစ်ပါတယ်။ status quo ဆိုတာတော့ငကိုရှိပြီးသားပုံစံလုံးဝကြပုံစံကိုပဲနေသားကြပြီးဆက်လုပ်ချင်လို့တော့ဖြစ်ပါတယ်။ဥပမာအနေနဲ့ကတော့လူတော်တော်များများ software update လုပ်ရင်သဘောမကျကြတာများပါတယ်။ကိုသုံးနေကြပုံစံပြောင်းသွားရင်နေကြမကြတာမျိုးဖြစ်ပြီးတော့စိတ်လုံးမကြတာဖြစ်တတ်ကြပါတယ်။အသက်ပြောင်းလာတဲ့ပုံစံကရေရှည်မှာပို့ပြီးအဆင်ပြေမှာဆိုရင်တော့မှပဲအရင်ကပုံစံကိုပဲဆွလန်းတတ်ကြပါတယ်။ဒီလိုဖြစ်ရတော့လူသဘောပဲအသစ်ပြောင်းရင် risk ဆိုတာရှိလာနိုင်တာကိုကြောက်ကြလို့ဖြစ်ပါတယ်။ဒါနဲ့စိတ်ဝင်စားစရာကောင်းတဲ့ personal bias မျိုးစားကတော့ availability bias ပဲဖြစ်ပါတယ်။ availability bias ကတော့အလွယ်တကူမြင်နေရတဲ့သတင်းချက်လက်ပေါ်မှာလိုရာတဲ့ပို့ပြီးယုံကြည်ပေးတာဖြစ်ပါတယ်။ဥပမာပြောရရင်လင်းပြကြတဲ့သတင်းဆိုရင်သတင်းတွေထဲမှာအခြေတဝင်းဖော်ပြတဲ့ရှိကြတဲ့အတွက်လေနဲ့ခီးသွားအန်တီအများဆုံးလို့ထင်တတ်ကြပါတယ်။တကယ်တော့ယထာတို့ကတော့ accident ဖြစ်တာလေရင်ထက်အများကြီးပိုများပါတယ်။နောက်တစ်ခုကတော့ကိုပိုင်စီးပွားရေးလုပ်ငန်း startup စပြီးလုပ်ပြီးအောင်မြင်သွားတဲ့လူတွေကိုပဲကြည့်ပြီးတော့ကိုလို့ရင်လည်းပဲအောင်မြင်လို့ထင်နေကြတာဖြစ်ပါတယ်။အမှန်ကစီးပွားရေးလုပ်ပြီးမအောင်မြင်တဲ့လူနဲ့အမှန်တကယ်အောင်မြင်သွားတဲ့လူတွေအတွက်နှိုင်းယှဉ်ကြည့်ရင်မအောင်မြင်တဲ့လူတွေအတွက်တာမန်ချင်းတဲ့ပဲရက်သွားအရေးအတွက်တွေကပိုများတာကိုတွေ့ရမှာဖြစ်ပါတယ်။နောက်တစ်ခုကတော့ halo effect ဖြစ်ပါတယ်။အဲ့ဒါလူသူတယောက်ရဲ့ကောင်းတဲ့ချက်တစ်ခုကြောင့်အဲ့လူရဲ့ဂျန်တဲ့ရရတဲ့ကောင်းမှာပဲဆိုပြီးတွေးလိုက်တာဖြစ်ပါတယ်။ဥပမာရုပ်ရည်ချောမောလို့ရှိရင်ဒီရုပ်လေးနဲ့မကောင်းတာမလုပ်တော့ပါဘူးလို့တွေးမိလိုက်တာမျိုးကိုကြိုက်တဲ့ဆယ်လေးတယောက်က brand တစ်ခုကိုကြော်ညာပြီးသုံးပြရင်ဒီ brand တော့ကောင်းလောက်တယ်ဆိုပြီးလိုက်သုံးတာမျိုးကိုကြိုက်တဲ့တယောက်ဆောင်ပါနဲ့ဇကာမကောင်းနဲ့ကြည့်လို့ကောင်းနေတာမျိုး
စကားပြောကောင်းပြီးပေါင်းသင်းဆက်ဆံရေးပြပြတဲ့ခေါင်းဆောင်ဆိုလို့ရှိရင်သူပြောတဲ့အချက်လက်တွေကိုတေချာမချမ်းရှိကြည့်ပဲနဲ့ပို့ပြီးယုံမိတတ်တာမျိုးဖြစ်ပါတယ် Horn effect ကတော့ halo effect ပြောင်းပြန်ပါပစ်ချက်တစ်ခုတွေ့ရရင်တခြားရရလည်းကောင်းမှာမဟုတ်ဘူးလို့ချက်တွေ့လိုက်တာမျိုးပြောတာဖြစ်ပါတယ်ဥပမာဝန်ထမ်းတယောက်ကအစည်းအဝေးတစ်ခါနောက်ကျလိုက်ဖို့ရင်ဒီလိုကအလှုပ်မှာပေါ်ရလူဆိုပြီးတော့တွေးလိုက်မိရဖြစ်ပါတယ်အဲ့လိုကအဲ့အစည်းအဝေးတရက်ပဲနောက်ကျတာဖြစ်နိုင်ပြီတခြားရက်တွေမှာအမြဲအချိန်မှရုံတက်ခဲ့တာဖြစ်နိုင်တယ်ဆိုတာကိုမတွေးမိတာမျိုးပါနောက်တစ်ခုကဘန်တစ်ခုကိုသွားရပါတော့အဲ့ဘန်ဝန်ထမ်းတို့ကရိုင်းစင်းတိုင်းကိုဆက်ဆံပြောဆိုလိုက်တယ်ဆိုလို့ရှိရင်အဲ့ဒီဘန်ရဲ့တခြားမျိုးကဘယ်ဘန်ဝဲမဆိုဒီလိုဆက်ဆံရေးဆိုးမှာပဲဆိုပြီးတော့တွေးလိုက်မိတာမျိုးပဲဖြစ်ပါတယ်နောက်ထပ်ဥပမာကတော့တရုတ်ဆောင်တယောက်ကအိမ်တော်ရေးဖောက်ပြန်တာမျိုးလုပ်လိုက်မြင်သူပါသမျှဇက်ကားတွေကိုမကြည့်ကျင်တော့တာမျိုးအိမ်တော်ရေးဖောက်ပြန်ရရိုက်ခဲ့တဲ့ဇက်ကားတွေကိုပါတပိမောက်ချင်တာမျိုးဖြစ်လာနေတာမျိုးဖြစ်ပါတယ်နောက် bias ကတော့ implicit bias ဖြစ်ပါတယ်ဒီ bias ကတော့အရန်ကိုတိမ်မွေ့ပြီးတတိထားမိဖို့အတွက်အခက်အခဲဆုံးဖြစ်ပါတယ်ဒီ bias ကတော့ကျွန်တော်ဘဝတစ်ချောင်းလုံးဖြတ်တန်းလာခဲ့တဲ့အတွေ့အကြုံတည်ထားတဲ့အရာတွေကနေမသိစိတ်ကိုလှုံ့ဆော်ပေးသလိုဖြစ်လာတဲ့ backlight တိုင်းဆောင်တဲ့တွေးခေါ်မှုဖြစ်ပါတယ်ဥပမာသူနာပြုလို့ပြောလိုက်လို့ရှိရင်အရင်ဆုံးအမျိုးသမီးသူနာပြုကိုပဲပြေးပြီးမြင်မိတာမျိုးရင်တိုင်းမှုဖြစ်တဲ့အခါအမျိုးသားမောင်းလို့တိုက်တယ်ဆိုပုံမှန်လိုပဲယူဆလိုက်ကြပြီးတော့အမျိုးသမီးမောင်းလို့တိုက်မိတဲ့အခါမျိုးဆိုလို့ရှိရင်တော့အမျိုးသမီးကားမောင်းတော့တိုက်မှာပေါ့ဆိုပြီးတွေးလိုက်မိတာမျိုးအဲ့ဒါမျိုးတွေပါပါတယ်နောက်ဆုံးတစ်ခုကတော့ recency bias ဖြစ်ပါတယ်အဲ့ဒါတော့ကျွန်တော်အနေနဲ့လက်တလောဖြစ်သွားတဲ့အကြောင်းအရာတွေချက်လက်တွေကိုပို့ပြီးအလေးထားမိတတ်တာဖြစ်ပါတယ်ဥပမာမန်နေဂျာတယောက်အနေနဲ့တစ်ကုန်ကန်ဒီမှာဝန်ထမ်းတွေအမှတ်ပေးရမယ်ဆိုလို့ရှိရင်တစ်ကုန်ကန်ဒီကြမှာအမှားလုပ်ထားတာများတဲ့ဝန်ထမ်းကိုအလိုလိုနေအမှတ်လျှော့ပေးမိတာဖြစ်ပါတယ်အဲ့ဝန်ထမ်းကျန်တဲ့17လလုံးမှာလုပ်ကောင်းကောင်းလုပ်ထားပေမဲ့အမှတ်ပေးကန်ဒီလာကြအမှားလုပ်ပြီးမန်နေဂျာပို့ပြီးတတိထားမိသွားတာမျိုးဖြစ်တတ်ပါတယ်နောက်ထပ်ဥပမာကတော့ TV မှာကင်ဆာအသိပေးပညာတို့ကြည့်လိုက်ပြီးတဲ့အခါမှာစပြီးတော့ကင်ဆာကိုပို့ပြီးတတိထားမိလာတာကင်ဆာကာကိုနီးတွေကိုပို့ပြီးလုံးမိလာတာကင်ဆာရောဂါပို့ပြီးကြောက်တာမျိုးအဲ့ဒါမျိုးလည်းပါပါတယ်ပေါ့နော်တခြား bias အမျိုးအစားတွေအများကြီးရှိသေးပေမဲ့အဓိကအဖြစ်များတဲ့ bias တွေကိုအဓိကထားပြောပြပေးထားတာဖြစ်ပါတယ်။ဒါကြောင့်မို့လို့လူမျိုးစိတ်တွေဖြစ်ပြီးကျွန်တော်တို့ဘာကြောင့်အမြင်တွေမတူဘဲနဲ့ကွဲပြားနေရလဲ။ကိုယ်တိုင်အနေနဲ့ရောတွေးခေါ်နေရမှာဘယ်လိုမျိုး backlight တင်ဆောင်မှုရှိနေတာဆိုသတိပြုမိကြမှာထင်ပါတယ်။ဒါဆိုရင်ကျွန်တော်ဒီလိုမျိုး personal bias တွေဘာကြောင့်ဖြစ်လာလဲဆိုတဲ့ source ကိုတစ်ချက်ကြည့်အောင်။ပထမချက်ကတော့ကျွန်တော်တို့ရဲ့အုံနောက်တွေအကန့်အသတ်ကြောင့်ပဲဖြစ်ပါတယ်။ cognitive limitation လို့ပြောလို့လည်းရပါတယ်။ကျွန်တော်ရဲ့အုံနောက်တွေကဆုံးဖြတ်ချက်တွေကိုမြန်မြန်ချနိုင်ဖို့အတွက် mental shortcut စိတ်ပိုင်းဆိုင်ရာဖြတ်လန်းတွေကိုသုံးရပါတယ်။အဲ့လိုလုပ်တာအသက်ရှင်ဖို့ survival ဖြစ်ဖို့အတွက်တော့အရန်ကိုသုံးဝင်ပေမဲ့တကယ်လက်တွေ့ကြကြမှန်မှန်ကန်ကန်ဆုံးဖြတ်ဝေဖန်ပိုင်းခြားမှုတွေလုပ်တဲ့အခါမှာတော့အများကြီးနှုတ်ဆက်ပေးပါတယ်။မြန်မြန်ကောက်ချက်ချတဲ့အခါရှုပ်ထွေးတဲ့ပြဿနာတွေကိုရိုးရှင်းတဲ့ပုံစံပြောင်းပြီးတော့အုံနောက်ကမြင်ပြလိုက်တတ်ပါတယ်။နောက်တစ်ချက်ကတော့ကျွန်တော်တို့ရဲ့ကိုယ်တိုင်ဖြတ်တန်းလာတဲ့ဘဝအတွေ့အကြုံ personal experience တွေကကျွန်တော်တို့ရဲ့အတွေးခေါ်ယူဆတွေပုံသွင်းတာဖြစ်ပါတယ်။ဥပမာပြောရလို့ရှိရင်ခွေးကက်ခံရတဲ့သူကခွေးမင်းနဲ့လန့်နေတာမျိုးတင်မောက်မောက်တာကြုံရတဲ့သူကနောက်တစ်ခါတင်မောက်ထပ်စီကိုကြောက်နေတာမျိုးဖြစ်ပါတယ်။ဒီလိုဖြစ်ရတာလဲကျွန်တော်တို့ရဲ့အနာဂတ်မှာအန်ဒီကိုကြိုပြီးရှောင်ရှားနိုင်အောင်အတွက်အရင်အတိတ်ကချက်လက်တဲ့မူတည်ပြီးအုံနောက်ကဆုံးဖြတ်ချက်ချလို့ပဲဖြစ်ပါတယ်။နောက်ပြီးတော့ကျွန်တော်တို့မွေးဖွားလာတဲ့ဇာတိယဉ်ကျေးမှုကျန်လျားလူအတိုင်းဝိုင်းတွေကလည်းကျွန်တော်တို့ရဲ့အတွေးခေါ်ပေါ်အများကြီးလွှမ်းမိုးပါတယ်။မှာကိုဝေးလာတဲ့နိုင်ငံလူမျိုးရဲ့စံနှုန်းတွေဘာသာရေးလူမှုဆက်ဆံရေးပုံစံတွေမူတည်ပြီးတော့ကိုလက်ခံတာမလက်ခံတာတွေကိုဆုံးဖြတ်လက်ရှိတတ်ကြပါတယ်။ဥပမာလူကြီးရှိရရင်ကောင်းကုန်ပြီးသွားတယ်ဆိုတာမျိုးခြေထောက်နဲ့ပြတာကိုမကြိုက်တာမျိုးအလန်းနဲ့စားရင်ရုံဖို့ကောင်းတယ်မကောင်းစားသဖြင့်ဖြစ်ပါတယ်။တခြားနိုင်ငံတွေရောက်လို့အဲ့ဒီနိုင်ငံရင်ကျေးမှုစံတန်ဖိုးတွေနေတာကြာပြီးတော့အဲ့ဒါတွေကိုကြိုက်ပြီးအမြင်တွေပြောင်းသွားတာမျိုးကလည်းဖြစ်နိုင်ပါသေးတယ်။နောက်တစ်ချက်ကတော့ကိုယ့်ရဲ့စိတ်ခံစားချက် emotion ပဲဖြစ်ပါတယ်။လူတွေကတယောက်နဲ့တယောက်စိတ်ခံစားမှု emotion ဖြစ်တဲ့ပုံတွေမတူကြပါဘူး။အဲ့ဒီအပြင်ဖြစ်ပျက်တစ်ခုကကိုယ်နဲ့တူနေရင်ဒါမှမဟုတ်ကိုယ်လက်ခံရရနဲ့ကိုက်နေအဲ့ဒီဘက်ကိုလည်းပတ်လိုက်တတ်ကြပါတယ်။ဥပမာလူတယောက်ခွေးကက်ခံရတော့တွေ့ရင်ခွေးချတဲ့လူကအဲ့ဒီလူကခွေးကိုပါသွားလို့နဲ့ကိုက်တာလဲပေါ့နော်။ခွေးကသူ့ဘက်သူနေမကိုက်တော့ဘူးအရင်တွေးမိပါတော့။ခွေးမုန်းတဲ့လူကလည်းဒီခွေးကတက်တက်ကိုကိုက်တာဖြစ်မယ်ဆိုအရင်တွေးမိတတ်ပါတယ်။ကိုယ်တိုင်ခွေးကက်ခံရတော့ခွေးချတဲ့လူကခွေးကိုအပြစ်မြင်တတ်ပေါ့နော်။တိတ်မမြင်တတ်ဘူးနဲတယ်ပေါ့။ bias တွေဖြစ်ရတဲ့နောက်တစ် source တစ်ခုကတော့ social influence and group pressure ပေါ့နော်။အဲ့ရ in group bias ရဲ့အဓိကစမြစ်လို့တော့ပြောလို့ရတယ်ပေါ့နော်ဆိုလိုတာကတော့လူတွေကတူဟာပို့ပြီးပေါင်းတတ်ကြသလိုကိုပေါင်းတဲ့နေတဲ့လူတွေကိုမိသားစုရဲ့လက်မမှုတွေကကိုယ့်ပေါ်မှာအများကြီးရှိပါတယ်ဥပမာကိုနဲ့တင်ကြခဲ့တဲ့ဘာသာရဲ့ feed တူတဲ့လူတွေအတူတူပေါင်းမိတာမျိုးကိုကအစဘောလုံးမကြည့်တတ်ဘူးနော်နောက်ကြတော့အဖွဲထဲမှာကြီးရဲ့လူတွေသူတို့အားပေးတဲ့အသင်းကိုကိုကလည်းကြိုက်ပြီးအားပေးသွားမိတာမျိုးနောက်ထပ် game ကြိုက်တဲ့လူတွေပေါ့နော် game ကြိုက်တဲ့လူတွေအတူတူပေါင်းတယ်အဲ့ဖွဲ့ကတော့ game သူများကြီးလာပြီးတော့ game မကောင်းကြောင်းပြောရင်လည်းမခံတာမျိုးအဲ့လိုမျိုးရှိရပါတော့နောက်ထပ်ကျတော့သူကဂိမ်းဆော့ပြီးတော့ဆောင်ပွဲကြောက်ပြီးတော့တာသမီးရှိရမိပါတယ်ပေါ့နော်အဲ့အုပ်စုကျတော့လည်းဘာလို့ဂိမ်းကိုမကောင်းမြင်နေတာမျိုးဒါကတော့ကိုပေါင်းတဲ့အုပ်စုလိုက်အမြင်တွေကွဲပြားသွားတာမျိုးမြင်တွေ့ရမှာဖြစ်ပါတယ်နောက်ထပ် bias ဖြစ်တဲ့ source ကတော့ information exposure သတင်းချက်လက်ပဲဖြစ်ပါတယ်
ခု social media ခေတ်မှာပို့ဆိုးတယ်ပေါ့နော်ကိုကြိုက်တဲ့ယုံတဲ့သတင်းပုံစံဆိုတာမျိုးအလားတူပဲထပ်ခါပြတာမျိုးပိုများလာပါတယ်အရင်ခေတ်ကလည်းလူတွေကကိုကြိုက်တဲ့သတင်းကိုပဲရွေးယုံတတ်ကြတာမျိုးကိုမကြိုက်တဲ့သတင်းဆိုသတင်းရောင်ဆိုပြီးနောက်ထောင်မလားမျိုးရှိတတ်တာပဲနော်ဥပမာပြောရရင်အခြားနိုင်ငံဝင်လာလူတွေမကြိုက်တဲ့လူမျိုးဆိုလို့ရှိရင်သူ့ရဲ့ news feed မှာတခြားနိုင်ငံသားတွေကြောင့်ကိုပြည်သူပြည်သားတွေဒုက္ခရောက်ရတာတွေတခြားနိုင်ငံသားလှုပ်တဲ့ပြင်းမှုတွေကိုပဲထပ်တက်လဲမြင်နေရမှာဖြစ်ပါတယ်သူကိုယ်တိုင်ကလည်းအဲ့ဒီသတင်းမျိုးတွေပဲလိုက်ရှာတယ် news feed ကလည်းသူဒါမျိုးပဲလိုက်ရှာနေတော့ဒါမျိုးတွေကထပ်တက်လဲပြတဲ့အခါသူ့အတွေ့အကြုံပိုခိုင်းမှလာပြီးတော့အဲ့ဒါကိုပဲအမှန်ဆိုပြီးမြင်လာတာဖြစ်ပါတယ်အဲ့ဒါရဲ့စံချိန်ပဲပေါ့နော်တခြားနိုင်ငံဝင်လာတဲ့လူတွေချိုးဆိုတဲ့လူမျိုးဆိုရင်ရှိတော့တခြားနိုင်ငံဝင်လူတွေဝင်လာတဲ့ခါဘယ်လိုတွေစူးစမ်းပြီးတော့ကိုယ့်ရဲ့နိုင်ငံကိုဘယ်လိုလုပ်ပေးတယ်ပေါ့နော်ဘယ်လိုကူညီပေးတယ်နိုင်ငံခြားအချက်စရာကောင်းတဲ့လေးတွေကိုပြရတယ်ပေါ့နော်တခြားနိုင်ငံမှာဘယ်လိုခက်ခဲလို့ဒုက္ခခံပြီးဝင်လာတာတွေဒီနိုင်ငံမှာနိုင်ငံတွေပဲသူတို့စက်တိုက်ပြပေးရပေါ့နော်ကြောင့်သူတို့ကလည်းသူတို့ရဲ့မြင်နေတဲ့ကိစ္စတွေသူတို့ထင်နေတဲ့ကိစ္စတွေပဲမှန်ပဲမြင်လာတယ်ပေါ့နော်တခြားနိုင်ငံဝင်လာတဲ့လူတွေကိုကြိုးဆိုတယ်ပေါ့နော်အဲ့ဒီအတွေ့အကြုံတွေပဲဝင်လာတယ်ပေါ့စစ်ဖြစ်တဲ့ခါအတူတူပဲပေါ့နော်ကိုအားပေးတဲ့ဘက်ကမှန်ကြောင်သတင်းတွေပဲ social media ထပ်ခါပြပေးလို့ရှိပါတယ်အဲ့ဒီပြင်သမိုင်းတွေမှာအတူတူပဲပေါ့နော်ကိုယ်နိုင်ငံနဲ့ချက်သိမ်းပတ်မှုတဲ့ခါမှာကြားလို့ရှိရင်အဲ့တော့ local ပြင်းမှုတွေကိုရှော့ပြီးရေးတတ်တယ်ကိုယ်နိုင်ငံသူများလာကျူးကျော်ခံရတဲ့ခါမျိုးမှာကြားလို့ရှိရင်ကျူးကျော်လာတဲ့ခြားနိုင်ငံကျူးလွန်တဲ့ပြင်းမှုတွေတိတိကျကျမှတ်တမ်းတင်ပြီးတော့ရေးတာမျိုးလည်းဖြစ်နိုင်ပါတယ်ဒါကြောင့်မို့လို့ကိုကြည့်ရဲ့သတင်းကိုရရှိရဲ့အချက်လက်တွေပေါ်မူတည်ပြီး bias တွေပါတတ်တယ်အတွေ့အခေါ် ballot တင်ဆောင်မှုတွေဖြစ်နိုင်တယ်ဆိုတာကိုသတိပြုရမှာဖြစ်ပါတယ်ကျွန်တော်လူသားတွေကရေဘွားအနေနဲ့ခြုံပြောရလို့ရှိရင်စိတ်ခံစားချက်ဦးစားပေးရှေ့နဲ့တင်တတ်ကြတာဖြစ်ပါတယ်။ဒါကြောင့်မို့လို့ကိုထင်တာကိုမှန်တယ်လို့ပဲထင်တတ်ကြတာများတယ်ပေါ့နော်။ကိုတွေးရတဲ့တူတဲ့လူတွေနဲ့ပဲပေါင်းတယ်။ballot တင်ဆောင် bias အတွေ့အခေါ်တွေကိုလည်းသတိမထားမိပဲရှိတတ်ကြတယ်ပေါ့နော်။အဲ့တော့ကျွန်တော်တို့အနေနဲ့ဒီ personal bias တွေကိုဘယ်လို short ချကြမလဲ။ပထမဆုံးအဆင့်ကတော့ကိုတွေးတာ bias ပါနေပြီးသားဆိုတော့သတိပြုဖို့ဖြစ်ပါတယ်ကျွန်တော်တို့ကလူသားတွေဖြစ်တဲ့အတွက်အမှားနဲ့မကင်းသလိုအတွေးခေါ်ပတ်လိုက်မှုတွေကလည်းမကင်းပါဘူးဒါကိုကျွန်တော်တို့အနေနဲ့လက်ခံထားဖို့ကတော့ပထမဆုံးခြေလှမ်းပဲဖြစ်ပါတယ်ပြီးတော့ကိုယ့်ရဲ့ personal bias ဖြစ်ပေါ်လာတဲ့ source ကိုပြန်တွေးကြည့်ပါကိုယ့်ပညာရေးချင်း background တွေ့ကြုံမိသားစုအတိုင်းဝိုင်းကိုမွေးလာတဲ့နိုင်ငံကိုကိုယ်ဝယ်တဲ့ဘာသာနောက်ဖတ်ခဲ့မှုတဲ့စာအုပ်တွေနောက်ပြီးတော့ကိုယ့်ရဲ့ရွေးရရင်ကျေးမှုအပေါင်းအသင်းဒါတွေကိုပြန်ကြည့်ပြီးသုံးသပ်ရမှာဖြစ်ပါတယ်နောက်ပြီးတော့အရင်ကကိုတွေးခဲ့ဆုံးဖြတ်ခဲ့တိုင်းမှာကျွန်တော် bias ပါဘယ်လောက်တိမ်ဆောင်မှုတွေရှိတာမရှိဘူးလားဆိုတော့ပြန်ပြီးစဉ်းစားရမှာဖြစ်ပါတယ်နောက်ထပ်လုံနိုင်တာကတော့ကိုအတွေးခေါ်ပြန်ပြီးစိန်ခေါ်တာမျိုးဖြစ်ပါတယ်ကိုအမြင်နဲ့စမ်းကြင်ပဲဖြစ်တဲ့လူတွေပြောနေတာကိုနားထောင်ကြည့်မယ်ကိုနဲ့ background မတူတဲ့လူတခြားနိုင်ငံကလူကိုတကယ်ချင်းမိတ်ဆွေမဟုတ်တဲ့သူတွေအမြင်တွေကိုနားထောင်ကြည့်မယ်အဲ့လိုမျိုးလုပ်ကြည့်မယ်ဆိုလို့ရှိရင်ကိုအမြင်မှာရှိတဲ့ဟာကွက်တွေကိုမြင်လာမှာဖြစ်ပါတယ်ပြီးတော့သူများရဲ့ဝေဖန်ကြံပြတာတွေကိုနားထောင်တဲ့အကျင့်ကိုလည်းလုပ်ရမှာဖြစ်ပါတယ်နောက်ထပ်လုံနိုင်တာကတော့ယုံကြည်ရတဲ့သတင်းဌာနအမျိုးမျိုးကတင်ဆက်တဲ့သတင်းပုံစံမျိုးတွေနောက်ထောင်ကြည့်ရမှာဖြစ်ပါတယ်သတင်းမကြည့်ခင်မှာလည်းစိတ်ချတဲ့သတင်း source ဖြစ်မဖြစ်ကိုလည်းသိချကြည့်ဖို့လိုပါတယ်ကိုကြည့်နေကြသတင်း source တစ်ခုတည်းကမဟုတ်ဘဲနဲ့တခြားသတင်း source ကိုနားထောင်ကြည့်လို့ရှိရင်မတူတဲ့မြင်တွေကိုမြင်နိုင်မှာဖြစ်ပါတယ်ပြီးတော့နောက်ထပ်ယုံကြည်ရတဲ့သိပ္ပံတွေကြပြုလုပ်ထားတဲ့သူဝေဒနာစာတမ်းတွေပေါ့နော်အဲ့လိုရနိုင်တဲ့ source ကိုရှာမယ်အဲ့ဒါတွေကိုဖတ်မယ်တေချာသူဝေဒနာပြုထားတဲ့စင်းစရာနဲ့ချက်လက်တွေကိုလေ့လာကြည့်မယ်အဲ့လိုလုပ်တာကလည်းကိုယ့် user မှားနေတာပတ်လိုက်တာတွေကိုတွေ့နိုင်တဲ့နည်းလမ်းတစ်ခုပဲဖြစ်ပါတယ်အဲ့ဒီပြင်အားတဲ့ချိန်မှာစာအုပ်စာပေများများဖတ်ရှုတာကလည်းကိုယ်အတွေးမြင်ပက်လက်တင်ဆောင်မှုအများကြီးလျှော့စေနိုင်တဲ့နောက်ထပ်နည်းလမ်းပဲဖြစ်ပါတယ်နောက်ထပ်နောက်လာတဲ့နည်းလမ်းတစ်ခုကတော့ကိစ္စတစ်ခုကိုတွေ့လိုက်တာနဲ့ငါတို့ဒီလိုထင်တယ်ဆိုတမ်းမဆုံးဖြတ်ပဲနဲ့ချိန်တိုင်းတာတစ်ခုတွေချပြီးတော့ဒီကိစ္စဘယ်ကနေဘယ်လိုဖြစ်လာရလဲယုံရတဲ့ကိစ္စလားဒါမျိုးလေ့လာဖို့ချိန်ပေးတာပဲဖြစ်ပါတယ်စိတ်ခံစားချက်မြင့်နေတဲ့ချိန်တွေဖြစ်တဲ့အရန်ပျော်နေတဲ့ချိန်မျိုးစိတ်ဓာတ်ကျနေတဲ့ချိန်မျိုးဒေါသထွက်နေတဲ့ချိန်မျိုးမှာလည်းကိစ္စတစ်ခုမှားမှန်မဆုံးဖြတ်တာအကောင်းဆုံးပဲဖြစ်ပါတယ်ကိုစိတ်အေးထားလို့ရတဲ့ချိန်ကြမှာသိချာပြန်လဲသုံးသပ်တာကပို့ပြီးတော့ bias ကင်ပါတယ်နောက်ထပ်ပြီးလုံနိုင်ရတော့ကိုထင်မြင်စားချက်တွေလှုပ်လိုက်ပြီးဒီလိုမျိုးထင်တယ်လို့စီးပြီးလို့ရှိရင်တော့เนาะပြန်ပြီးအဲ့ဒါကိုမေးခွန်းထုတ်ကြည့်ကြပါဥပမာငါလီယိုရှင်ကိုကြိုက်တာမင်းသမီးကိုကြိုက်လို့လားဇလန်းတကယ်ကောင်းလို့ရလားเนาะအဲ့ဒါမျိုးပြန်ဆန်းစစ်တာမျိုးဖြစ်ပါတယ်နောက်ပြီးတော့လူတယောက်ကပြောတာကိုကလက်မခံနိုင်တာမျိုးဖြစ်လာလို့ရှိရင် तू ပြောနေတာမှားလို့ကိုကလက်မခံနိုင်တာလားဒါမှမဟုတ်ဒီလူကိုက personal ရအောင်ကြည့်မရလို့လက်မခံနိုင်တာလားအဲ့ဒါမျိုးလည်းပြန်ပြီးကိုယ့်ဘက်ကိုမေးကြည့်ပေါ့နော်အဲ့ဒါအပြင်ထပ်ပြီးလုပ်နိုင်တာတော့ blind evaluation ဖြစ်ပါတယ် blind evaluation ဆိုတာတော့အလွယ်ပြောရပါတော့ဥပမာကိုယ့်ကုမ္ပဏီမှာလူသက်ခံတော့မယ်ဆိုလို့ရှိရင်အဲ့လူရဲ့နာမည်နောက်ပြီးတော့ကြားမလူမျိုးဘာသာဒါမျိုးတော့အရင်မကြည့်ပဲနဲ့သူ့ရဲ့လုပ်ငန်းဆွမ်းဆောင်ရင်းနဲ့ CV ကိုပဲအရင်ကြည့်ပြီးဆုံးဖြတ်တာမျိုးပဲဖြစ်ပါတယ်နောက်ဆုံးလုပ်နိုင်တာကတော့ open minded ထားဖို့ပဲဖြစ်ပါတယ်ပေါ့နော်
ကိုမှလည်း personal bias ရှိမယ်သူများတွေမှာလည်းသူတို့ရဲ့ personal bias ရှိမယ်ပေါ့နော်ဒါကြောင့်တစ်ဖက်တည်းကနေဆုံးဖြတ်ပြီးတော့တွေးခေါ်တာမျိုးကိုကဒီလိုထင်တယ်ဆိုပြီးအဲ့ဒါပဲအမှန်ဆိုပြီးတော့ပြောတာမျိုးရှောင်ပြီးတော့နော်သူများတွေပြောတာကိုနားထောင်ကြည့်မယ်ကိုယ်ဥစားမှားရင်လည်းပြင်ဖို့အစဉ်သင်းရှိမယ်နော်အဲ့လိုစိတ်မျိုးထားရမယ်ပေါ့နော်ခါလေးမှာကြားလို့ရှိရင်နှစ်ဖက်လုံးဝမှန်တာဒါမှမဟုတ်လည်းနှစ်ဖက်လုံးဝမှားနေတာမျိုးရှိနိုင်တယ်ပေါ့နော်လောကကြီးမှာဘယ်သူမှ perfect မဖြစ်ဘူးဆွေးနွေးဖို့အမြဲစဉ်သင်းရှိမယ်ဒီလိုစိတ်မျိုးကိုထားလို့ရှိရင်ကိုယ့်ရဲ့ personal bias ကိုတေချာဖို့ရှော့ချနိုင်မှာဖြစ်ပါတယ်နောက်ဆုံးနှိမ့်ချုပ်ပြောရရင်တော့เนาะကျွန်တော်တို့ရဲ့ backlight တင်းဆောင်တဲ့တွေးခေါ် personal bias တွေကဘယ်ကနေစဖြစ်လာလဲဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့အုံနှောက်စိတ်ခံစားချက်ပတ်ဝန်းကျင်လူမှုတိုင်းဝိုင်းတရင်ပေါ့နော်ဒီလိုမျိုး source ပေါင်းစုံနေရာပေါင်းစုံကနေပေါင်းပြီးတော့ဖြစ်လာတာဖြစ်ပါတယ်လူမှန်ဒီလိုမျိုး personal bias ရှိတယ်ဆိုတာသဘာဝပဲဖြစ်တယ်ပေါ့နော်ကျွန်တော်အနေနဲ့ဒီ personal bias ကိုလုံးဝတုံညာအထိ short ချဖြစ်ဖို့ဆိုတာတော့မဖြစ်နိုင်ပါဘူးဒါပေမဲ့ဒီ personal bias ရှိတာကိုကိုယ်တိုင်သိမယ်အဲ့ဒီအကြောင်းတွေကိုပို့ပြီးလေ့လာမယ်တတ်နိုင်တဲ့လောက် short ချဖို့ကြိုးစားပြီးတော့ကျွန်တော် open minded ထားမယ်ဆိုလို့ရှိရင်အမှန်တရားနဲ့ပို့ပြီးတော့နေဆက်လာမှာပဲဖြစ်ပါတယ်ဒီနေ့ဗီဒီယိုကဒီလောက်ပါပဲเนาะနောက်လာမယ့်ဗီဒီယိုတွေမှာလည်းစိတ်ဝင်စားစရာကောင်းပြီးတော့ဘူးစားရစရာအကြောင်းအရာတွေကိုဆက်လက်တင်ဆက်ဖို့ပြသမှာဖြစ်ပါတယ်ဒီလိုမျိုးဘူးစားရစရာတွေကိုကြိုက်နေတတ်တယ်ဆိုလို့ရှိရင်ကျွန်တော် channel လေးကို like and subscribe လုပ်သွားပေးပါအောင်ဝေဖန်ခြင်းပြုတင်ကြပညာရှိလို့ရှိရင် comment မှာပြောပြပေးလို့ရပါတယ်အားလုံးကျေးဇူးတင်ပါတယ်